ဘောစီနော်ဆောက်ချင်တယ်ဘာလဲဆိုင်ဘာရရတယ်我知道你们是谁编的吧？你好大不多，那个你好大，我不懂的，你几年了？你来了吧？我一年，搞的。搞。哦，刚才没有玩了好呀，刚刚那明天来玩了，那么没事。啊，我不要你起ထွက်လာလေကိုကျွန်တော်ဟိုပါကိုသိမှာမဟုတ်နိုင်ငံသားနိုင်ငံတစ်ခုပြောအဲ့နိုင်ငံဟိုကြားအောင်ရောက်မှာမဟုတ်ကဘာဝိုင်းမရှိလို့လေကိုမကြားအဲ့နိုင်ငံတွေဝေးယူပြီးနေတာလေပဲကျွန်တော်ပကံမျိုးပေါ့ပကံမျိုးမရောက်ခင်စကြဝိုင်းမှာစိုက်ရှင်ရတူမီလေးနဲ့ဝိုင်းနေတော့ချိုးတယ်ဆက်ရတယ်ဒီမှာရတော့ရကြရပါစေရောပေါ့ကွာအဲ့ကောင်ကျွန်တော်လည်းကျွန်တော်အရင်ငယ်စဉ်ဘွားဘာညာတော့ဇလန်းလေးရှိတယ်ဘွားဒီကိုတယောက်ထဲလားအားတယောက်လည်းတပည့်ကနေပါပါတယ်ဩတပည့်နေကျွန်တော်စကရီဟိုဘက်လည်းပြလိုက်ပါဦးဟုတ်ကဲ့ဩဒါကျွန်တော်ရဲ့ညီငယ်လေးလူယုံလေးဒီကောင်လေးတွေရောနန်းကလေးရကောင်လေးတွေအဲ့ဒီလည်းကောင်လေးအဲ့ကောင်လေးတော့ချောတော့ပါတပည့်လိုလည်းဖြစ်ကျွန်တော်ညီနေလိုလည်းဖြစ်ပါတော့ပြီးရပေါ့ပြီးရပေါ့ကျွန်တော်ခုလို့လည်းကျွန်တော်မျက်မှန်သူငှားထားတယ်သူ့လိုစောင်းဆောင်တာလူကကျွန်တော်ရောက်နေကြကျွန်တော်မျက်မှန်လေးကျွန်တော်ပေးလိုက်တာပဲဒီလည်းတန်ဝမထားဘူးဒါလည်းမတော့မတန်ဘူး3သိန်းခွဲပဲတန်တယ်အဲပေးလိုက်တာပဲခဏပြန်တက်လိုက်တာတန်ဝမထားဘူးပေးလိုက်တာပဲကျွန်တော်လူကပြောဒီမျက်မှန်တက်လိုက်တဲ့ခါကျရင်တဲ့ဟောဟောဒီဘုကမင်းသားတယောက်နဲ့တူတယ်ကျွန်တော်ကမခံယူပါဘူးအဲ့လိုဘာလဲဒီကောင်နေမင်းသားချောတယ်ကျွန်တော်လည်းချောတာကျွန်တော်ရုပ်မဖြောက်ဘူးလားဖြောက်တာဟိုဒါရဘာလို့ရည်ကြရောဒါသူတို့ရဲ့အားပေးတော့ကျွန်တော်ရတယ်ကျွန်တော်ဝိုင်းရအဲ့ဆိုရင်သူယူရသေးရပါဖုန်းလာရပြောလိုက်ပါကိုရပါတယ်ပြောကြမလို့ပါဘူးဒီကောင်လေး fax ပို့ခိုင်းတာဖုန်းကျွန်တော်တောင်းတာလူနဲ့ဖုန်းပြောဦးဘာလဲမပြောဘူးဆိုဘာလဲပြောဒါဖုန်းစိတ်နေဆိုတော့ကျွန်တော်မဖုန်းစိတ်မကဘူးကျွန်တော်အဝါလေးပဲအဝါလေးကောင်းကျွန်တော်ဗကန်မျိုးရောက်လာတဲ့ခါမှာမြန်မာပြည်ရဲ့ယဉ်ကျေးမှုတွေပဲဒါဆိုလက်ဖက်ဒါကျွန်တော်မြန်မာရိုးရလက်ဖက်တဲ့ဒီလိုရင်းနေချမ်းလက်ဖက်နဲ့ယဉ်ကျေးချမ်းနဲ့ပေါ့နော်ဒါကျွန်တော်တိတ်ကြိုက်တဲ့ရိုးရတလေးပါဘာလို့ကျွန်တော်ဟိုနိုင်ငံမှာဒါမျိုးမရှိဘူးလေကျွန်တော်မစားရဘူးနှစ်ပေါင်းများစွာကြာပြီဟိုကျွန်တော်နေအကျဉ်းကြတယ်ကိုကဘာလို့တာလဲကိုကျွန်တော်အလုပ်တွေကိုပြောပြလို့မရဘူးဗျဘာလို့လဲဆိုတော့ကျွန်တော်တို့ကဒါတော့ထုံးစံတိုင်းပါပဲကမ္ဘာမှာအောင်မြင်နေတဲ့စီးပွားရေးလုပ်ငန်းရှင်အားလုံးကသူတို့လုပ်ကိုပြောပြလိမ့်မရှိဘူးအဲ့ဒါကျွန်တော်လည်းလုပ်ကိုကျွန်တော်မပြောပြနိုင်ဘူးအဲ့ဒါတော့ခွင့်လို့ပါအဲ့မေးခွန်းတော့မမေးပါနဲ့ဒီနိုင်ငံကိုလာလေအလဲတက်ပဲလားကိုဒါလုပ်ငန်းတွေရှိတာပေါ့ကျွန်တော်နိုင်ငံတော်သမ္မတနဲ့တွေ့ဆုံမှုရှိတယ်တို့ခုရွေးကောက်ပွဲကာလမှာကျွန်တော်မဲသက်စီလို့ရပါတော့ဘယ်လိုကာလကျွန်တော်အခန်းကဏ္ဍအရင်ရေးကြည့်တယ်လေကျွန်တော်ဘယ်လိုနေရာဝင်ပြီးတော့ထောက်ပံ့သွားမယ်ဆိုတာအရင်ရေးကြည့်နေတဲ့ကာလချင်းတနိုင်ငံတော့လည်းစိတ်ဝင်စားနေကျွန်တော်သိတယ်တော့ပါတီတွေလည်းပါဘောချပါတီကြိုက်ချပါတီဘက်ကနေပြည့်တည်သွားတော့let's go ညခွင့်ယူပါလုပ်ရရှိတယ်နော်နောက်ကြုံတဲ့ခါကျရင်ကျွန်တော်လာခဲ့ပါမယ်အားလုံးကျွန်တော်ညာကြည့်နေပါတယ်ကဲဒီနေ့လက်ကြတာမန်ချပြီးလက်ပြလိုက်ပါရာဘာလဲဘာရောက်ကြောက်ပြီးအဲ့လိုပဲရတာ